နောက်အကြောင်းအတစ်ခုသွားအောင်နော် 1.3 operation of complex number တွေကို operation လုပ်မယ်complex number တွေကပေါင်းတာရယ်နှုတ်တာရယ်မြောက်တာရယ်သူ့ကိုပေါင်းတာတို့နှုတ်တာတို့မြောက်တာတို့လောက်တာက addition number တွေကိုလုပ်တဲ့အတိုင်းပဲနော်ရှေ့မှာတွေ့ခဲ့ပြီးပြီနော် addition number တွေပေါင်းသလိုနှုတ်သလိုမြောက်သလိုဒီ complex number တွေကလည်းအဲ့လိုပဲလောက်သွားရုံပဲဖြစ်တယ်နော်ဒါပေမဲ့စားဖို့အတွက်ဆိုလို့ရှိရင်တော့သူက complex number တွေကိုစားကျင်တဲ့အခါကြာလို့ရှိရင် conjugate ဆိုတာရှိမယ်နော်ဒီမှာz ဆိုတဲ့ complex number က x plus yi နော် x plus yi သူ့ရဲ့ conjugate z ကြတော့အလွယ်လေးပါပဲနော်ဒီသင်္ကေတလေးကိုလက္ခဏာလေးကိုပြောင်းလိုက်ရုံပဲနော်ဒီမှာအပေါင်းဆိုရင်အနှုတ်လို့ပြောင်းလိုက်မယ်အနှုတ်ဆိုရင်အပေါင်းလို့ပြောင်းလိုက်မယ်အဲ့ဒါဆိုရင်ဒီ complex number z conjugate z ဖြစ်သွားတယ်နော်သူ့ကို order pair နဲ့ရေးမယ်ဆိုရင် z ဆိုတဲ့ကောင်ကို order pair နဲ့ရေးမယ်ဆိုရင် x, y နော် x, y လို့ရေးမယ်ဒီ conjugate z ကို order pair အနေနဲ့ရေးမယ်ဆိုရင် x, minus y လို့ရေးရမှာပေါ့နော်ပြီးရင်ဒီ z နဲ့ conjugate z နဲ့မြောက်ရင်ရောဘာရမလဲကြည့်အောင်သူနဲ့မြောက်ရင်ဘာရမလဲ z ကိုထည့်လိုက် x plus yi ဒီ conjugate z ကိုထည့်လိုက် x minus yi ဒီကောင်တစ်ကောင်မြောက်ဒီဘက်မှာရေးထားလိုက်တယ်သူတို့မြောက်လာသည် x square plus y square တဲ့ဒါ order pair မဟုတ်ဘူးနော်ဒီဘောနှစ်ခုက order pair တွေ့လားနော်သူတို့နှစ်ခုမြောက်လာသည် x square y square လို့ရေးထားတယ်ဒီကောင်ကိုနားလဲအောင်ရှင်းကြည့်အောင်နော်ဘာကြောင့် x square plus y square ဖြစ်သွားတာလဲသူနဲ့မြောက်လာနော်ဒါက x plus yi ဒါက x minus yi အပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းဆိုတော့ရှင်းနှစ်ထပ်အနှုတ်နောက်နှစ်ထပ်ရှင်းနှစ်ထပ်ဆိုတော့ x square အနှုတ်နောက်နှစ်ထပ်နောက်က yi ဆိုတော့ y square i square ဖြစ်သွားတာပေါ့နော်အဲ့တော့ x square ဒီမှာ i square က minus 1လေနော်အဲ့ minus 1နဲ့ minus y square နဲ့မြောက်လိုက်တော့ plus y square လို့ဖြစ်လာတာနော်အဲ့လိုဖြစ်လာတာဒါမလို့ဒီ z ဆိုတဲ့ complex number ရဲ့သူ့ရဲ့ conjugate z ရဲ့မြောက်လို့ရှိရင် x square plus y square ဆိုပြီးတော့ဖြစ်လာတယ်ဒီမှာဒါနော်အဲ့တော့ complex number တွေကိုအဲ့ဒါဆိုစားလို့ရပြီအဲ့ conjugate ကိုသိရင်စားလို့ရပြီသူ့ကိုစားကြမယ်ဆိုလို့ရှိရင်သူလည်းမခက်ဘူးroot တွေကိုဖြည့်ရှင်းတော့ကနော် rationalize လုပ်တာနော်အဲ့ rationalize လုပ်တဲ့ပုံစံတိုင်းသူကသွားတာပဲဥပမာမျိုး1 by root h minus 1ဒီမှာ root ကိုပြောက်ရှင် I root h plus 1နဲ့ root h plus 1နဲ့ဒီလိုမျိုးပြောက်တာနော်သူနဲ့ရှေ့လိုက်1ဆိုတော့ကိန်းဂဏန်းတန်ဖိုးကမပြောင်းသွားဘူးနော်အဲ့လို rationalize သူပြောက်သွားအောင်လို့နော် rationalize လုပ်တာဒါ minus 1ဆိုရင်ဒီကောင်လည်း minus 1ပဲနော်အဲ့ပုံစံမျိုးပဲဒီ complex number တွေကိုစားမယ်ဆိုရင် rationalize လုပ်တဲ့ပုံစံမျိုးတိုင်းစားမယ်ဥပမာဒီဒါကိုစားခိုင်းတယ်နော်အဲ့တော့ဒီကောင်ရေးလိုက်ပြီရေးလိုက်ပြီးတော့ဒီမှာအောက်မှာကြည့်လိုက်နော်အောက်မှာက3 plus i ဒါဆိုရင်3 minus i နဲ့မြောက်မယ်သူ့ကိုနော်သူနဲ့တူတူပဲသူ့ကို3 minus i နဲ့မြောက်မယ်အောက်ကိုမြောက်ရင်အပေါ်ကိုလည်းမြောက်အောင်ဒါမှသူနဲ့ရှိတော့1တန်ဖိုးစီပြောင်းလဲခြင်းမရှိဘူးပေါ့အဲ့တော့အပေါ်ချင်းမြောက်မယ်အောက်ချင်းမြောက်မယ်သူစီ
natural number တွေမြောက်ဆိုပဲမြောက်မှာဆိုတော့ဒီနှစ်က3ကိုမြောက်တော့6ဒီနှစ်နဲ့ minus I နဲ့မြောက်တော့ minus 2i 2နဲ့မြောက်ပြီးသွားရင် 3i နဲ့3နဲ့မြောက်တော့ plus 9i ပြီးရင် 3i နဲ့ minus I နဲ့မြောက်တော့ minus 3i square အောက်ကလည်းမြောက်မယ်အောက်ကဒီမှာအပေါင်းတစ်ခွင်းအနှုတ်တစ်ခွင်းဆိုတော့ခုနပြောလိုက်တဲ့ရှင်းနှစ်ထပ်အနှုတ်နောက်နှစ်ထပ်နဲ့ရေးတိုင်း9 minus I square ဆိုပြီးတန်းရေးလိုက်လို့ရတယ်နော်အခုဒီမှာတော့မြောက်လိုက်တယ်ပေါ့သူ့လိုပဲမြောက်လိုက်တယ်နော်3နဲ့မြောက်လိုက်တော့9နောက်3နဲ့ minus 1နဲ့မြောက်တော့ minus 3i ပြီးရင် I နဲ့ဒါနဲ့မြောက်တော့ plus 3i I နဲ့ minus I နဲ့မြောက်တော့ minus I square သူ့ကိုရှင်းလိုက်မယ်သူက6သူနဲ့တွေ့တော့ plus 7i ကြမယ်နော်လက္ခဏာမတူဘူးနော် plus 7i နောက်ဒီကောင်ရှင်းမယ် I square ဒီ minus 1 I square ဒီ minus 1ဒီမှာတစ်ထည့်ပေးထားသေးတယ်နော်နောက်ဆိုတစ်ခါတည်းပဲစိတ်နဲ့တွက်လိုက်မယ်အောက်ကသူနဲ့ကြည့်သွားတော့9 minus I square အဲ့တော့ရှေ့ကအနှုတ်နဲ့မြောက်တော့အပေါင်း3နဲ့6နဲ့တွေ့တော့9 plus 7i နော်9 plus 7i အောက်ကိုကြည့်ရအောင်အောက်ကဒီကောင် I square က minus 1 I minus 1နဲ့ minus ဆက်တွေ့တော့ plus 1 9 plus 1 9 plus 1အဲ့တော့9 plus 7i by 10သူ့ complex number ပုံစံအနေနဲ့ရေးမယ်ဆိုရင်ခွဲရေးမယ်ပေါ့9 by 10 plus 7 by 10i ဆိုပြီးတော့ဒီပြေထွက်လာနော်ဒါ complex number ကိုစားတာဒီတိုင်းပဲစားရတာပဲနော်